Hello, welcome back to our Papa Mama channel. အဲ့တော့ Papa Mama channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အဲ့တော့ဒီဗီဒီယိုကနေစပြီးတော့ကျွန်တော်ဒီ ADHD နဲ့ပတ်သက်တာပါနော်။ဒီ ADHD နဲ့ပတ်သက်တဲ့ပြဿနာနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုကျွန်တော်ဗီဒီယိုစီးလိုက်ရင်နောက်ပိုင်းလုပ်ပြီးတော့သွားပါမယ်။အဲ့ဒါလေးတွေပုံမှန်ကြည့်သွားမယ်ဆို ADHD နဲ့ပတ်သက်ပြီးတော့ပြဿနာတက်နေတဲ့မိဘတွေအနေနဲ့ကလေးတွေကောင်းကောင်းကင်တွင်နိုင်မယ်လို့ကျွန်တော်ပြောချင်ပါတယ်။အဲ့တော့ကျွန်တော်ကတော့ Papa Mama channel မှာကျမရဲ့ဝေဒနာအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာဖြစ်ပါတယ်။ဒီ series ကိုလည်းတောက်လျှောက်ဆောင်မြောက်အားပေးကြမယ်လို့ပြောလိုက်ပါတယ်။ဒီဗီဒီယိုမှာလည်းပေါ့နော်ကျွန်တော်ဗီဒီယိုကတော့အဓိက3နေရာမှာတင်ပါမှာ။အဲကျွန်တော် Papa Mama channel YouTube ရှိပါတယ် YouTube channel ရှိပါတယ် TikTok channel ရှိပါတယ်ပြီးတော့ Facebook page ရှိပါတယ်။အဲ့ဒီမှာကျွန်တော်ကျွန်တော်ပြောထားတဲ့ဗီဒီယိုအောက်မှာပေါ့နော်တကယ် comment တွေမေးပြီးတော့လိုအပ်တဲ့မေးခွန်းတွေကိုမေးလို့ရပါတယ်။နောက်ပိုင်းကျအဲ့ comment မှာတေချာမေးထားတဲ့မေးခွန်းတွေကို reply ဗီဒီယိုရဲ့နောက်ပိုင်းမှာတောက်လျှောက်ကျွန်တော်ဖြေပေးသွားပါမယ်။အဲ့တော့ဗီဒီယိုလေးစလိုက်အောင်နော်။အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုလေးမှာကျွန်တော်အဓိကဆွေးနွေးပေးသွားမှာပေါ့ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာရောတကမ္ဘာလုံးမှာပေါ့နော်တော်တော်လေးကိုမိဘတွေကြားထဲမှာအမင်းများနေတယ်အဖြစ်များနေတဲ့ကိစ္စပေါ့ကလေးတယောက်ကအရန်စော့နေတယ်ပြီးတော့အာယုံပြန့်လွင့်နေတယ်ပေါ့နော်တနေရာမှာမထိုင်ဘူးအငြိမ်မနေဘူးပေါ့နော်အဲ့လိုကလေးမျိုးတွေတွေ့တဲ့အခါကျရင်မိဘအုပ်ထင်းမှုညံ့လို့လားကလေးကမြန်တအားဆိုးနေရလားပေါ့နော်အဲ့လိုပြဿနာတွေအများကြီးတက်နေတယ်ဒါပေမဲ့တချို့ကလေးတွေကတော့ဒါပုံမှန်ပေါ့ကလေးဘာသာဘာဝအဲ့လိုမျိုးအငြိမ်မနေတာအာယုံပြန့်လွင့်တာဒါတွေရှိကြတယ်တချို့ကြတော့အသက်တဖြည်းဖြည်းကြီးလာတယ်အဲ့ဒီကိစ္စတွေမပြောက်ဘူးအဲ့ဒီခါမှာမိဘတွေကကြောက်လာကြတယ်စိုးရင်လာကြတယ်အဲ့တော့နောက်ပိုင်းမှာတော့ဒီကိစ္စဒီ ADHD လို့ခေါ်တဲ့အုံနောက်အာယုံကျော်ပြဿနာကိုတို့များသိလာကြပြီဖြစ်ပါတယ်ဒါပေမဲ့လည်းဒီ ADHD အကြောင်းကိုတော့အသေးသေးသိခဲ့လို့ကတော့နေပါသေးတယ်ဒါကြောင့်မလို့နောက်ပိုင်းမှာကျွန်တော်ဒီ ADHD နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီစာလေးလေ့လာပြီးတော့เนาะ CV လိုက်လေးဗီဒီယိုလေးကိုနည်းနည်းဒီကျွန်တော်ပြပြပေးဖို့အစီအစဉ်ရှိပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အဓိကဆွေးနွေးသွားမှာ ADHD ဆိုတာဘာလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းတူဗီဒီယိုလိုက်ကြည့်လိုက်အောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593992ကိုမနက်8:00 နာရီကနေပြီးတော့ညနေ6:00 နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်အဲ့တော့ကျွန်တော်ဒီအရင်ဆုံးပေါ့နော်ဒီ ADHD ဆိုတာကို define လုပ်ပေးပါမယ်နော်အဲ့တော့သူ့ရဲ့အရှိကောက်ဆိုရင် attention deficit hyperactivity disorder ပေါ့နော်အဲ့တော့အရင်တော့ကျတော့ဒီ ADD လို့လည်းခေါ်ခဲ့သေးတယ် attention deficit disorder ပေါ့နောက်ပိုင်းတော့ကျွန်တော်နှစ်ခုလုံးတွဲပြီးတော့ ADHD လို့ခေါ်တယ်အဲ့မှာနှစ်ပိုင်းပါတယ် attention deficit ဆိုတာဒီအာရုံစူးစိုက်မှုကောင်းကောင်းမရတာအာရုံစူးစိုက်မှုကောင်းကောင်းမရှိတာတခုခုဆိုရင် concentration မရမယ်စိတ်အာရုံကအမြဲတမ်းပြန့်လွင့်နေတာပေါ့အလုပ်တစ်ခုကောင်းကောင်းမွန်မွန်နဲ့ concentration ပြီးတော့လုပ်လို့မရတာဒါမျိုးတွေနော်အဲ့ဒါကိုကျွန်တော်ကခြေက AD လို့ခေါ်တယ် H ကကျတော့ hyper activity ပေါ့အရန်လှုပ်ရှားနေတာအမြဲတမ်းခဏမငြိမ်ဖြစ်နေတာပေါ့လှုပ်ရှားနေတဲ့အချိန်မှာ तू ကသူ့ကိုယ်သူထိန်းချုပ်လို့မရဘူးလှုပ်ရှားနေတာအဲ့တော့အဲ့ကလေးမှာ तू ကဒီအပိုင်းလေးခွဲထားရှိရပြီးမှကျွန်တော်ဆက်ပြောပြမယ်ပေါ့နော်အဲ့တော့ဒီဟို attention ပဲပျောက်နေတာရှိနိုင်တယ်လှုပ်ရှားမှုလွန်ခဲ့တာပဲလည်းဖြစ်နိုင်တယ်နှစ်ခုလုံးရောတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့အဓိကဘာဖြစ်တာလဲဆိုကျွန်တော်တို့ဒီအုံနောက်မှာပေါ့နော်အုံနောက်မှာဒီ amygdala ဆိုတဲ့အပိုင်းရှိတယ် prefrontal cortex ဆိုတဲ့အပိုင်းရှိတယ်ကျန်တဲ့ဘိုင်းတွေကိုကျွန်တော်မပြောပြဘူးအဲ့နှစ်ပိုင်းအဓိကအရေးကြီးတဲ့ဘိုင်းမို့လို့အဲ့တော့ဒီ amygdala ကတော့ emotion တွေကိုလွတ်တဲ့အပိုင်းပေါ့ဒီကျွန်တော်တို့တခုခုစိတ်ခံစားချက်ဖြစ်လာပြီဆိုရင်အဲ့ဒီ amygdala ကနေရောပဲကျွန်တော်တို့အဓိကထိန်းချုပ်ထားတယ်အဲ့တော့ amygdala ကကျွန်တော်တို့ခံစားချက်တွေအကုန်လုံးလွတ်ထုတ်တဲ့နေရာပေါ့ကျွန်တော်တို့စိတ်တိုင်းကြပေါက်ကွဲမယ်ငိုးမယ်အရာအလုပ်ဒီ amygdala ကနေသွားတယ်ပေါ့အဲ့ဒါပေမဲ့အဲ့ amygdala ကိုအဓိကဒီဟိုပေါ့လှုပ်တဲ့မလှုပ်တဲ့ပြန်ထိန်းချုပ်တဲ့ဘိုင်းကတော့ prefrontal cortex ပေါ့အဲ့တော့ကျွန်တော်လူမှာပဲရှိရ prefrontal cortex ကတတော်ဝါတွေလိမ့်ဆန်နေမှာဆို prefrontal cortex ကအဲ့လောက်မဖွင့်ပြဘူးအဲ့ဒါကြောင့်မို့တတော်ဝါတွေကတခုဆိုသူတို့ကစဉ်းစားဆင်ခြင်ဉာဏ်ကျွန်တော်တို့တော့မရှိဘူးအဲကျွန်တော်တို့ကတော့ဘာသိလဲဆိုတော့လှုပ်တဲ့မလှုပ်တဲ့မှာကျွန်တော်စဉ်းစားလို့ရတယ်ပေါ့အဲ့တော့ဒါလေးကငါတို့လှုပ်တင်လားမလှုပ်တင်လားငိုတင်လားမငိုတင်ဘူးလားဘာညာပေါ့နော်တခုခုဆိုလို့ရှိရင်စဉ်းစားဆင်ခြင်ဉာဏ်နဲ့တွေးတောတဲ့ prefrontal cortex ကပြန်ပြီးတော့ထိန်းချုပ်တယ်ပေါ့ဒီကလေးတွေကအဓိကဘာပြဿနာတိုင်လဲဆိုတော့ဒီ prefrontal cortex မှာကျွန်တော်တို့အဓိကပေါ့နော်ကောင်းကောင်းမွန်မွန်အလုပ်မလုပ်ဘူးအဲ့ဒီမှာလိုအပ်တဲ့ဒီအုံနောက်ကတခုနဲ့တခုချိတ်ဆက်တုပ်ပြန်မှုတွေလိုအပ်တဲ့ neurotransmitter လို့ခေါ်တဲ့ပစ္စည်းလေးတွေအဲ့ဒီမှာကောင်းကောင်းအလုပ်မလုပ်အဲ့တော့ကောင်းကောင်းအလုပ်လုပ်တဲ့ကအဓိကတော့ဒီ dopamine တို့ norepinephrine ပေါ့နော် noradrenaline လို့လည်းချိုးကခေါ်ကြတယ်အဲ့ဒီကောင်လေးတွေကအဲ့ဒီမှာကောင်းကောင်းအလုပ်မလုပ်ဘူး amygdala မှာပဲသွားပြီးတော့ဖြစ်နေတဲ့အခါကျတော့ emotion တခုဖြစ်လာပြီစိတ်ထဲမှာဒီစိတ်လှုပ်ရှားမှုတွေဖြစ်လာပြီတခုဖြစ်လာပြီအဲ့ဒါကိုသူမထိန်းချုပ်နိုင်ဒါကိုမလုပ်သင့်မှန်းသိတယ်ဒါပေမဲ့အဲ့ဒီအရာကိုထိန်းချုပ်ဖို့အတွက် prefrontal cortex ကကောင်းကောင်းမလုပ်နိုင်တဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့အာယုန်တွေမျိုးမျိုးပြန်လွင်တယ်ပြီးတော့လှုပ်ရှားမှုသူ့ရဲ့ခဏမငင်တာကိုထိန်းလို့မရအောင်ဒါကြောင့်မလို့ဒီ ADHD ဒီယောဂတကူလို့ပြောဖို့ခက်တယ်သူဒီ
ဒီအုံနောက်မှာပြဿနာတက်နေတဲ့အပိုင်းပေါ့နော် prefrontal cortex နဲ့ amygdala ကြားမှာပြဿနာတက်နေတဲ့အပိုင်းတစ်ခုလိုပဲကျွန်တော်ကအဓိကပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဒီ ADHD ရဲ့လက္ခဏာတွေပေါ့နော်အဲ့တော့လက္ခဏာပြောမယ်လက္ခဏာတွေအများကြီးရှိမယ်အဲ့ဒီကောင်တွေကိုသေချာခွဲမယ်ဆိုရင်အဓိကအုပ်စုကတော့၃စုပဲရှိတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ရှင်းပြပေးသွားပါမယ်ပထမဆုံးလက္ခဏာကတော့ inattention ပေါ့ပြောချင်တာကတော့ဒီအာယုံစူးစိုက်မှုကောင်းကောင်းမရတာတခုမှ concentration လုပ်လို့မရဘူးဒီတစ်ခုကိုလုပ်နေတဲ့အချိန်မှာနောက်တစ်ခုကိုဆက်လုပ်နေမှာပေါ့အဲ့တော့ခလေးတစ်ယောက်ဆိုလို့ရှိရင်ပစ္စည်းတစ်ခုကိုစော့နေတယ်ဒါပေမဲ့စော့နေခဏပဲစော့တယ်ပြီးနောက်တစ်ခုပြောင်းစော့အဲ့တော့အလုပ်တစ်ခုကိုသူကဒီ focus တက်ကြနေပါတော့လုံးဝအာယုံစူးစိုက်ပြီးလုပ်လို့မရဘူးတစ်ခုလုပ်မယ်ဆိုနောက်တစ်ခုပြီးထပ်ပြောင်းနေတယ်အဲ့လိုအတွေးရတယ်လို့သူခန္ဓာကိုယ်ကဘယ်လှုပ်ရှားနေရမို့သူအတွေးမှာလည်းဒီ emotion တွေရောအတွေးရော thoughts တွေရောတောက်လျှောက်မနားတန်းအောင်တောက်လျှောက်ပြေးနေတာတောက်လျှောက်ကျွန်တော်တို့ဒီရှင်းပြောတဲ့ဒီ TikTok တို့ဘာမှကြည့်တယ်လို့ပဲကိုတို့တောက်လျှောက်ခဏလိုက်တယ်လို့ပဲတောက်လျှောက်အများကြီးတက်ပုံနေတာဒါသူရဲ့ပထမဆုံးဒီလက္ခဏာအုပ်စုပေါ့နော်နောက်တစ်ခုကတော့ hyper activity ပေါ့အရန်စိတ်လို့ဒီအရန်ကိုကနာမငြိတာပေါ့ဗျာအဲ့တော့သူတို့ကဒီဟာမလှုပ်လို့ရှာမလှုပ်ချင်ဘူးသူတို့စိတ်ထဲမှာတော့ဒါပေမဲ့သူတို့ကိုယ်တိုင်သူထိန်းချုပ်လို့မရတာပြောချင်တာသူတို့ကနာမငြိဖြစ်နေတာဒါလူကြားထဲမှာဆိုကလေးနည်းနည်းကြီးလာပြီဆိုသူတို့သိရဒါရှက်ရကောင်းမှလည်းသိတယ်ဒါပေမဲ့အဲ့ဒီကနာမငြိဖြစ်တဲ့အရာကိုခုနကကျွန်တော်ပြောခဲ့သလိုပဲ prefrontal cortex ကထိန်းချုပ်ထားတာ emotion အားလုံးဒါပေမဲ့အဲ့ဒီအရာတွေအားလုံး prefrontal cortex မှာထိန်းချုပ်ဖို့အတွက်လုံလောက်တဲ့ neurotransmitter တွေမရှိတဲ့အခါမှာအဲ့ကလေးတွေကသူတို့ဘလောက်ပဲမလုပ်ချင်ပါသေးသူတို့ကကနာမငြိဆက်ဖြစ်သွားတယ်သူကိုယ်သူထိန်းချုပ်နိုင်စွမ်းလုံးဝမရှိဘူးနောက်တစ်ခုကတော့ impulsivity လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီစိတ်လိုက်မှန်ပါလို့တာပေါ့စိတ်လိုက်မှန်ပါလို့တာဒေါသထွက်လွယ်တာပေါ့အဲ့ ADHD ကလေးတွေကအခုဆိုလို့ရှိရင်တုတ်ပြန်တာအယမ်းမြန်တယ်ဒေါသထွက်လွယ်တယ်တခုဆိုစိတ်လိုက်မှန်ပါလို့တယ်အဲ့တော့အဲ့ ADHD ကလေးမှာဘာကြောက်လဲဆိုတော့သူတို့ကသူအနေရဖြစ်မှန်းသိမဲ့အရာတော့မှလုတ်ပလိုက်တယ်ဟိုလမ်းကိုရုပ်တရက်ဖြတ်ကူးလိုက်တာမျိုးတွေတခုနဲ့သူ့ကိုယ်သူလုတ်ပလိုက်တာမျိုးတွေအနေရရှိမဲ့အရာတော့လုတ်တယ်ဒါကြောင့်မလို့ဒီ ADHD မှာဆိုရှင်ဒီလက္ခဏာဆိုရင်တော်တော်သတိထားမယ့်လက္ခဏာပဲအဲ့တော့တခြားလက္ခဏာလည်းရှိသေးတယ်ဒါပေမဲ့အဓိကအဖြစ် ADHD ကလေးမှာဆိုရှင်အဓိကဒီလက္ခဏာ၃ခုတွေ့ရတတ်ပါတယ်အဲ့တော့မိဘတွေကြားမှာပေါ့နော် ADHD နဲ့ပတ်သက်ပြီးတော့လွဲမားနေတဲ့အယူဆအကျိုးလည်းကျွန်တော်ပြပြပေးချင်ပါတယ်အဲ့တော့ပထမဆုံးယူဆကတော့ ADHD ဖြစ်တာကလေးတယောက်ကိုနော်မိဘတယောက် parenting ညံ့လို့ဖြစ်တာပေါ့အုပ်ထိန်းမှုညံ့လို့ဖြစ်တာပေါ့မဟုတ်ပါဘူးသူ ADHD ဆိုတာမိဘအုပ်ထိန်းမှုညံ့တာနဲ့မဆိုင်ဘဲနဲ့သူ့ဘာလို့သူပါလာတဲ့ကိစ္စတခုပေါ့နော်ဒီ neurological ဆိုင်ရာ disorder တခုပေါ့နော်ပြဿနာတခုဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီကလေးကိုပေါ့နော်အချိုတွေအရန်ကျွေးလို့ကြားလုံးတွေအရန်ကျွေးလို့ဖြစ်တယ်လို့ထင်ကြတယ်အဲ့ဒါလည်းမဟုတ်ဘူးဒါပေမဲ့ ADHD ဖြစ်တဲ့ကလေးတွေမှာဆိုရင်တော့ဒီအချိုတွေပါတွေကအချိုတက်တွေက dopamine တားထွက်စေတာပေါ့အဲကြောင့်လှုပ်ဆောင်မှုတွေလုံခဲ့ပြီးတော့ hyper activity ပဲဖြစ်တယ်ဒါပေမဲ့ဒီကောင်တွေနဲ့ ADHD နဲ့ဆက်ဆက်မှုတိကျရှိရလို့တော့ဘာထောက်တာမှမရှိဘူးပေါ့နော်အဲ့နောက်တစ်ခုကကျတော့ဒီကြီးလာလို့ရှိရင်သူ့အလိုလိုပျောက်သွားမယ်ပေါ့အဲ့လိုမျိုးပြောကြတာတကယ်တကယ်ကျတော့အဲ့လိုမျိုးမဟုတ်ဘူးဗျ ADHD ကလေးတွေမှာကြီးလာတဲ့ခါကျရင်ပျောက်သွားတဲ့သူလည်းရှိတယ်ဆက်သွားတဲ့လူလည်းရှိတယ်အဲ့တော့ ADHD ငငယ်ကဖြစ်လာတဲ့ခါမှာကြီးလာတဲ့ခါမှာသူ့အလိုလိုပျောက်သွားမယ်ဆိုတဲ့အာမခံချက်တော့လုံးဝမရှိဘူးအဲ့တော့ဒီယူဆမှာတွေကဒါကျွန်တော်မြန်မာနိုင်ငံမှာတချို့ဆိုပြောနေကြတယ်ပေါ့နော်အဲ့တော့အဓိကပြောနေတဲ့ဒီထဲမှာပြောနေတာတော့ parenting ညံ့တယ်လို့ပြောနေကြတယ်အဲ့တော့မိဘချုပ်မိဘဆိုသူကိုယ်သူတော်ပြောကြတယ်ဟာကျမကလေးကိုအုပ်ထိန်းတာညံ့လို့ကျမကလေးက ADHD ဖြစ်ရပါတယ်ဆရာရဲ့ဆိုပြီးချို့ဆိုငိုယိုပြီးပြောကြတယ်တကယ်တော့အဲ့လိုမျိုးကိုယ့်ကိုယ်အပြစ်တင်ဖို့မလိုပါဘူးဒီ ADHD ဆိုတာသူ့ဘာသူငွေရပါလာတဲ့ဒီအောင်ကျော်ပြဿနာတခုပေါ့ကိုကြောဖြစ်တာလောကမဟုတ်လို့ကျွန်တော်တိလင်းပြောချင်ပါတယ်ကဲတော့ကျွန်တော်ဒီ video လေးရဲ့အရေးကြီးဆုံးမှရောက်ပြီပေါ့နော်အဲ့တော့ ADHD လို့ကိုသားသမီးတယောက်ကိုတန်တရားရှိပြီဆိုရင်မိဘတွေနဲ့လှုပ်တဲ့အဓိကလှုပ်ကတော့ဒီကလေးတစ်ခုဆရာပေါ့နောက်မို့ရှင်ကလေးနဲ့ပတ်သက်ပြီးတော့ဒီစိတ်ကျန်းမာရေးကောင်းကောင်းကျွမ်းကျင်တဲ့ ADHD specialist ဖြစ်တဲ့လူတွေနဲ့တိုင်လို့ပါပဲအဲ့တော့ online ကရန်နောက်ပိုင်းမှာဒီတော်တော်များများတွင်ကျလာဆို AI တွေကလည်းတွင်ကျလာတဲ့အချိန်မှာ AI နေ maybe ကိုယ့်သဘောနဲ့ကိုတော့ကလေးကိုယောဂနာမည်မတက်စေချင်ပါဘူးဒီ diagnosis တခုကတက်ပြီးသွားပြီပေါ့ယောဂနာမည်တက်ပြီးသွားပြီဒါစသက်လုံးကူရတော့မှာလေဒါကြောင့်မို့ကျွမ်းကျင်တဲ့သူတယောက်ကလည်းဒီတိုင်းဟို ADHD ကသွေးစစ်လို့ပါလို့လည်းမရအောင်မရတဲ့ခါကျတော့မိကုန်းတွေ criteria တွေပေါ့နော်အမျိုးစုံမေးပြီးတော့မှဒီကျွမ်းကျင်တဲ့လူတယောက်ကနောက်ဆုံးမှာ ADHD ဟုတ်တယ်မဟုတ်ဘူးအဲ့ဒီမှာတော့ထပ်ရှိသေးတယ် AD လား HD လားပေါ့နော်attention deficit လားဒါမှမဟုတ် hyper activity disorder လားအဲ့လိုကျွန်တော်တို့ခွဲကြတယ်ဒါမှမဟုတ်နှစ်ခု miss ရောနေတာလားပေါ့ဒါတွေကိုကျွန်တော်ပြန်ပြီးတော့ခွဲကြတာအဲ့တော့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့မှလိုအပ်တဲ့အဲ့လိုမျိုးကုသမှုတွေခိုင်ရင်ပါလို့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ကုသမှုပြောတဲ့နေရာမှာလည်းသူက medication ရှိတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီ behavioral therapy ရှိတယ်အဲ့တော့ဒီဆေးအနေနဲ့ပေးတာရှိတယ်ကလေးရဲ့အပြုအမူပိုင်းဆိုင်ရာပြုပြင်ပေးတဲ့အားကုထုံးတွေရှိတယ်အဲ့ဒါတွေကလည်းဒီ ADHD specialist တွေက
ပေးတဲ့စီးတွေပေးတဲ့ကုထုံးတွေနဲ့ပဲအဓိကလုပ်တင်တယ်ပေါ့နော်အဲဒါပေမဲ့အဲ့တော့ ADHD နဲ့ပတ်သက်ပြီးတော့ specialist တွေကိုရှာဖို့ခက်နေတယ်ဆိုရှင်မိဘတွေလုပ်ပြီးလို့ရတာမရှိဘူးလားဆိုတော့ရှိတာပေါ့အရေးကြီးချက်ကတော့မိဘတွေကပေါ့ကိုသားသမီး ADHD ဖြစ်တာကိုနားလည်ဖို့လိုတယ် ADHD ဖြစ်တာကို ADHD ကိုတန်တရားရှိနေဆိုတော့သူတခုခုအဲ့လိုမျိုးပေါ့နော်အရင်လှုပ်ရှားရှားနေကနာမငြိမ်ဖြစ်နေတာတွေအာယုံပြန့်လွင့်တာတွေအဲ့လိုဖြစ်နေပြီလို့ဆိုရင်ဒါဒီအာယုံကြောဆိုင်ပြဿနာကြောင့်ဖြစ်နေတာဒီကလေးကစိုးနေရမဟုတ်လို့မိရရနားလည်ပြီးဖို့လိုတယ်နောက်ချက်က ADHD သမားတွေကအချိန်စရာတွေနဲ့လုပ်ပြီးဖို့လိုတယ်သူတို့တွေကများသောအားဖြင့်တော့အချိန်စရာနဲ့လုံးဝသာတော့အလုပ်တေချာလုပ်တတ်တယ်အဲ့တော့သူတို့ကကိုယ့်ဘောက်ကိုနဲ့ဘလို့မှစီမံခန့်ခွဲနိုင်တယ်မရှိဘူးဒါကြောင့်မို့ကလေးတယောက်ကိုသူ့ရဲ့လုပ်တာလေအသေးဖွဲလေးရစအချိန်စရာလုပ်ပြီးဖို့ကျွန်တော်တိုက်တွန်းနေတယ်ပေါ့နော်နောက်တစ်ခုကတော့ကလေးကို positive နဲ့ပတ်သက်ပြီးတော့ positive အမြင်လေးမြင်မှုပေါ့ကလေးကကောင်းလာလို့တဲ့ညင်လို့ရှိရင်ဟာသားလေးကညင်နေတာလိန်မာလိုက်တာသားလေးရဲ့ဟာသားလေးကအားလေးကတင်းဟိုအေးလေးသမားတွေကပစ္စည်းရေးဆိုတော့ဖွာတတ်တယ်ပေါ့နော်အများကြီးလုပ်တတ်တယ်အဲ့လိုမျိုးချာဟာကလေးကစီစီလေးလုပ်ပြီးဆိုဟာသားလေးကစီစီလေးလုပ်တယ်သမီးလေးကစီစီလေးနဲ့သားလေးကလိန်မာတယ်သမီးလေးကလိန်မာတယ်အဲ့လိုမျိုးပေါ့နော်သူကောင်းလာလို့တဲ့အတိုင်းမှာဒီလိုမျိုးပေါ့နော်ကလေးကို positive reinforcement လို့ခေါ်တာပေါ့နော်ကလေးကိုလုံးဝအကောင်းဘက်ဆောင်နဲ့ပြုသဘောဆောင်နေပေါ့နော်ကလေးကိုအားပေးစကားတွေလုပ်ပြီးတော့ဒီ ADHD နဲ့ပတ်သက်ပြီးတော့မိဘတွေ handle လုပ်လို့ရတယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်ဒီ ADHD နဲ့ပတ်သက်ပြီးတော့နောက်ထပ်သိသိတာတွေထပ်ပြောပြသွားပါမယ်ဗီဒီယိုတစ်ခုချင်းဒီမှာတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးပေါ့ကဘာလေးပဲကျွန်တော်အချင်းချင်းဆွေးနွေးတဲ့ပုံစံလေးပဲကျွန်တော်ပြောသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုစီးတွေကိုနောက်ပိုင်းအများကြီးလာမယ်အေးစီးလိုက်ကြည့်ပေးကြပါဗီဒီယိုစီးတွေတစ်ခုချင်းနဲ့ခုချင်းလိုက်ကြည့်ပြီးသွားပြီဆိုရင် ADHD နဲ့ပတ်သက်ပြီးတော့တော်များသိလာကြမယ်လို့ထင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေမကောက်ဘူးနော်ဒီ ADHD နဲ့ပတ်သက်ပြီးတော့ကိုထပ်သိကြတာတွေရှိမယ်လို့ရှင်လေ comment မှာမေးခဲ့နိုင်ပါတယ်ကျွန်တော်တို့ channel 3ခုရှိပါတယ် YouTube မှာဆိုရှင်လည်းပါပါမ channel TikTok မှာလည်းပါပါမ channel ရှိတယ် Facebook မှာလည်းပါပါမ channel ရှိတယ်အဲ့ဒီ3နေရာမှာ comment box တွေရပြီးတော့မေးခွန်းနေမိနေပါတယ်အဲ့မေးခွန်းတွေလည်းကျွန်တော် reply ဖြေရပြန်ပြီးတော့ဖြေပြပါမယ်ကျွန်တော်ကတော့ဒီပါပါမ channel မှာပေါ့နော်ကျမရဲ့ဗီဒီယိုလေးနည်းနည်းတင်ဆက်ပေးနေတဲ့ထောက်ထားပြီးဖြစ်ပါတယ်နောက်ထပ်ဗီဒီယို series မှာပြန်တွေ့ကြမယ်နော်